24ချိန်မြောက်မလေးရှားမှာဒီနှစ်တကူမှာဒါကြောင့်ဆင်နွှဲရတာအရင်ကျေးဇူးတင်ပါတယ်ဒီရှိမှထိုင်တဲ့ဒီချင်းအားလုံးလည်းကျေးဇူးတင်တယ်လို့ရောက်ရှိလာတဲ့ညီကောင်မတွေအားလုံးကျေးဇူးတင်ပါတယ်တို့ကရင်တွေဒီလောက်များမှမသိဘူးနော်ကရင်လူမျိုးဖြစ်ရတာထုံပြီးပါတယ်နှစ်တကူဆိုတော့နှစ်ဟောင်းရှိခဲ့လို့ပေါ့ကျွန်တော်နှစ်ဟောင်းမှာကျွန်တော်တို့မျိုးမျိုးဘုံဘုံဖြတ်တန်းခဲ့ရမယ်ဖြစ်တယ်အစင်ပြေတာတွေရောအစင်မပြေတာတွေရောဒုက္ခတွေရောမျိုးစုံရှိမယ်အပြင်မလဲဒီຢာတွေကကြံခဲ့ပြီအခုနှစ်တကူကျွန်တော်တို့ဖြတ်တန်းရမယ်ဟုတ်တယ်နော်ဒါကြောင့်လို့ကျွန်တော်ရှေ့ကအောင်းကြီးဆိုတဲ့တခြင်းလေးနဲ့ကိုတော့ချိမှတ်မယ်ဒီဒုတိယပိုင်းထက်လာအောင်မယ်နော်
ဘောမျက်နှာဘာမှမပြောနဲ့နှစ်သက်တွေသာလီ